Okay အားလုံးပဲမင်္ဂလာပါဆိုတော့ဒီနေ့မှာကိုနာမီကအကုန်လုံးစောင့်မျှော်နေကြတယ် Master League ဆိုတဲ့ event ကိုတော့ထည့်ပေးလိုက်ပြီဆိုတော့ Master League နဲ့ပတ်သက်ပြီးဘာတည်ထားရမလဲ Master League ရောက်ဘယ်လိုလာမလဲဆိုတော့ကျွန်တော် first impression လေးချက်လောက်ကြည့်ကြည့်အောင် Okay အရင်ဆုံးဝင်ကြည့်လိုက်မယ်ဆိုတော့ဒီမှာသူကအတင်းတစ်ခုတော့အရင်ရွေးခိုင်းတယ်ဗောနော်အတင်းတစ်ခုရင်ရွေးခိုင်းတယ်ဆိုတော့ဒီတင်းရွေးလိုက်ရမယ် Premier League မှာရွေးတာပဲကောင်းမှတင်တယ်ဘာလို့ဆိုတော့လိပ်ပုံစံမျိုးဆောရတဲ့ခါကျတော့ပြင်ဆိုင်မှုပြင်းတယ်လို့လိုတယ်logo မှန်တာဆိုတော့ Man U နဲ့ RE ပဲရှိရဲဆိုတော့ RE ပေါ့ကဲကျွန်တော်တင်းရတော့ပြန်ပြောင်းလို့မရတော့ဘူးလေဒီမှာပြောထားတာကြတော့ကျွန်တော်အတင်းရွေးလိုက်ပြီးတော့ပြန်ပြောင်းလို့မရတော့ဘူးကျွန်တော်လောဆယ် RE နဲ့ပဲစလိုက်မယ်ကဲ Premier League ယူမယ်အတင်းဆိုတော့ဒုတိယပဲရမလားတကယ်ပဲရတာမလားမပြောတတ်သေးဘူးကဲ Arsenal တင်းရဲ့ player တွေထွက်လာပါပြီ come on ကဲ animation လေးတွေကတော့မိုက်တယ်graphic ပိုင်း animation လေးတွေကမိုက်လာတယ်ဒီ event နဲ့ပတ်သက်ပြီးဒါကြောင့်သူတို့ video footage တွေပဲထည့်ထားတာဖြစ်တဲ့အတွက်ပို့ပြီးတော့ gameplay ပိုင်းမှာပြောင်းလဲဖြစ်မှာမဟုတ်ဘူးဂျန်စာတွေပဲပါလာပြီဟာကဲ Arsenal FC ကဲ welcome to the Master League Sprint ကျွန်တော် Master League ကို try to win the league fan များရအောင်လုပ်ပြီးတော့ synergy တေဆောက်synergy များလို့ရှိရင် synergy match မှာနိုင်ဖို့လွယ်မယ်ကျွန်တော်continue ပါကဲလောဆယ်ကျွန်တော်ဒီ event point တသိန်းရတယ်ဗောနော်1တန်းရတယ်1 million ရတယ်1 million နဲ့ဘာတွေလုပ်လို့ရချက်ကြည့်အောင်ပါကဲဒါကတော့ကျွန်တော်ရဲ့ schedule ကျွန်တော်အရင်ဆုံး League Unity နဲ့တွေ့မယ် League နဲ့တွေ့မယ်ပြီးတော့ ban လေးပြီးရင် Man City နဲ့ပွဲကြရင်တော့ကိုယ်တိုင်ကန်ရမှာဒါတွေကကြတော့ကျွန်တော်ကိုယ်တိုင်မကန်ရမယ်ပွဲဒါ August လအတွက်ပေါ့နော်ပြီးရင်သူက Man U နဲ့ပွဲကြတော့ကိုယ်တိုင်မကန်ခိုင်းဘူးလားကဲအရင်ဆုံးကျွန်တော် game plan တွေတွားကြည့်လိုက်အောင် game plan တွေက player တွေကတော့လုံးဝအစုပ်ပြတ်တွေကြီးပဲဟိုနဲ့တောင်နည်းနည်းဖက်ဆင်ဆင်တူတယ်ပေါ့နော်ကျွန်တော်ကိုနာမီအရင်ကတည်းကရှိပြီလားကျွန်တော် My League နဲ့တော့နည်းနည်းတူတယ်ဒါပေမဲ့သူတို့ဘာတွေတော့တစ်ပါသွားထပ်ထည့်ပေးတာလေချက်ကြည့်ကြမယ်ကဲကျွန်တော်ဒီမှာ fan reward တွေရမယ်ကိုင်း90ရမယ် fan တွေများလာလို့ရှိရင်ကျွန်တော် reward ရမယ်ပေါ့နော်fan တွေကိုအတင်းရပို့အပေးတဲ့ product တွေရှိအောင်ကန်ရမယ် okay time management တွေတစ်ချက်တွားကြည့်အောင်ဒီမှာဆိုရင်ကျွန်တော်တို့ကဒီ 10 rainfall match ရယ် release ရယ် episode ရယ်3ခုရှိမယ်ဒါကြတော့ကျွန်တော် player တွေ sign လုပ်တဲ့ဟာတွေပိုင်းနေပေါ့နော်ဒါကြောင့် draining player ကျွန်တော်တို့ဒီကိုယ့်ရဲ့ drain day အရင်ရှိပြီးသားကတ်တွေထဲက player တွေခေါ်လို့ရမယ်ဒီမှာဆိုရင်ကျွန်တော်တို့ကိုယ်မှာပေးထားတဲ့ဟာ point ကကြတော့1 million ပဲရှိတယ်ဒီမှာ bit time တွေပါခေါ်မယ်ဆိုရင်တော့ဒီမှာ1 million နဲ့ကမလောက်ဘူးကျွန်တော်1.2 million ကျော်ရှိတယ်ပြီးတော့ကျွန်တော်တို့ player တွေ sign လုပ်တဲ့ခါကျရင်ဒီမှာတခုတတိထားမှာကျွန်တော် level 0ကနေပြီးတော့ level 1ကနေစရမှာပေါ့နော်လုံးဝ level မတင်ထားတဲ့အခြေအနေကနေစဆိုးရမှာအဲ့တော့ကျွန်တော်တို့ဟို duration မှာဆိုတော့ powerful ဖြစ်မှာမဟုတ်ဘူးအော်ဟိုကနေစဆိုးရမှာဆိုတော့ကျွန်တော်အလွယ်ဆုံး sign လုပ်လို့ရကျွန်တော်တယောက်လောက်ပဲရမယ်ပေါ့နော်1 million ဆိုတော့အဲ့တော့ကိုအတင်းကိုတကယ် carry ပေးနိုင်မယ် player မျိုးရွေးမှရမယ် Premier League နဲ့ DPR ကျွန်တော်ကတော့ DPR ပဲသဘောကျတယ် DPR ဘန်တိုက်ရှစ်သိန်းဆိုတော့တခြားကောင်တွေထည့်တယ်မတော့ပါကဲ DPR နဲ့ပဲတွားလိုက်မယ် DPR ကကြတော့ဘက်ပေါင်းဆောင်ကနေရှုံးလို့ရတာဆိုတော့ဟိုမရသေးဘူးက sign လုပ်လို့sign လုပ်လို့မရသေးဘူးကျွန်တော်တို့ဒီမှာ can sign anytime နဲ့ဟိုဒါကကြ drain day က manager တွေပါခေါ်လို့ရတယ် manager တွေကလည်းဈေးတော်တော်ကြီးတယ်ဗောနော်ကဲဒီမှာ stand up player တွေခေါ်လို့ရတယ် stand up player တွေကကြတော့ဟို point ကနည်းနည်းနေတယ်ကဲ stand up player လေးတွေကြီးပဲအကုန်ခေါ်လိုက်တာပိုကောင်းမလားမသိဘူးเนาะတတင်းစာရအောင်နေဆုံးတော့ကွင်းလေးရရှေ့တန်းရနောက်တန်းရပေါ့အဲ့လိုလေးတောက်လာပါโอเคလောလောဆယ်တော့ကျွန်တော် sign လုပ်လို့မရသေးဘူး match day တွေပြီးမှရမယ်က
ကဲ match လေးတွားကြည့်လိုက်အောင်ပါရေတော့ကျွန်တော်ဒီပွဲကတော့ကျွန်တော်ကိုယ်တိုင်ကန်ရမှာမဟုတ်ဘူးကျွန်တော်တူက auto ကန်ပေးထားမှာကျွန်တော် Arsenal နိုင်မဲ့ဟိုင်းတော့ 43% ရှိတယ်ဟာကန်နေဗျဟာရ2စီးနဲ့ရှုံးသွားတယ်ဘာတော့ဟာကဲကျွန်တော်ဒီမှာ fan တသိန်းရလာပြီဘယ်လိုတပွဲကန်လိုက်တာလဲ fan တသိန်းရပြီ fan 1.6 million ရောက်ရင်ကျွန်တော် player တယောက်ရမယ်ကျွန်တော်ဖွင့်ဝေးတင်ရတော့ရှုံးသွားပါပြီ16ပါအဲ့လိုမလို့ရဘူးတော့ကဲကျွန်တော် point 2200ရတယ်ဘယ်လိုကျွန်တော်တပွဲကန်ပြီးသွားရရှင်ဒါ transfer window ပွင့်သွားပြီကျွန်တော်ဒီမှာ team management မှာ transfer တွားလုပ်လို့ရမယ် standard player လေးကျွန်တော်တို့ခေါ်လို့ရတာကြီးArsenal တင်းကကျွန်တော် Declan Rice ကို free ပေးထားပါတယ်ကဲကျွန်တော်ဒီမှာ free နဲ့ပဲအရေးတယောက်ခေါ်ပေးလိုက်ပါcoverage ကလေးကိုဖာမှမစိုးဒီမူလေးကကျတော့ဘယ်လိုပြောရမလဲကိုဖီလင်းနဲ့ကို AC ဆုံးမယ်ဆိုရင်ကျွန်တော်လည်းမိုင်းမနေထားမှရှိတယ်ဒါပေမဲ့ကျွန်တော်ဒီခုပါလာတဲ့ master တွေကသူက event time မှာကျွန်တော်တပတ်ပဲပြထားတယ်ဒီဟာကျွန်တော်တို့ permanent event လားနောက်တစ်ပတ်ကြာရင်ပျောက်သွားမလားဆိုတာမတည်သေးဘူးဒါကြတော့ကျွန်တော်ဒီကစားသမားတွေ player တွေကြိုက်မကြိုက်ပုံမှာလည်းပူတည်တယ်ပေါ့နော်ကျွန်တော် striker arena လို့မျိုးခဏလေးနဲ့ပျောက်သွားမယ့်ဟာမျိုးလားလို့ဆိုတာလည်းမသိနိုင်သေးဘူးဒါတွေကကျတော့ဒီဒူဆိုနေတဲ့များတဲ့ပုံမှာပူတည်တယ်လို့ပြောလို့ရတယ်ကျွန်တော်ဒီမှာ live time ပါတယ်ဗျဒီ live ကုန်သွားရင်တော့ set ဆော့လို့မရတော့ဘူးထင်တယ်ဒါ coin တွေပိုင်းနဲ့ပြန်ဝေလို့ရမယ်အဲ့လိုကဲကျွန်တော် game plan နေနဲ့ပြောင်းကြည့်လိုက်အောင်ပါကျွန်တော်ကဲကစားကွက်တွေပြောင်းပြီးတော့ထပ်ဆန်းကြည့်မယ်ဒီပွဲကတော့နိုင်မလားရှုံးမလား Declan Rice ပါလာကဲ ban လေးနဲ့ပါဒုတိယပွဲဟာရရှုံးမြန်ဘာတော့ဟာဘာတော့ကဲ fan 3သိန်းတော့ထပ်တိုးတာကြီးလို့တဲ့ fan 2သိန်းဖြစ်သွားပြီကဲနောက်တစ်ပွဲကတော့ကျွန်တော်ဒီကိုယ်တိုင်ကန်ရမယ့်ပွဲဖြစ်ပါတယ်ကျွန်တော် point 2200ထပ်ရတာပေါ့နော်ကဲကျွန်တော်တင်းကိုကျွန်တော်နည်းနည်းတောင်းအောင်လို့ဒီတင်းနဲ့တွားဝေလိုက်ပါမယ်ကဲဒီမှာကျွန်တော် standard player လေးတွေတော့နည်းနည်းလေးဝေလိုက်ပြီပေါ့နော်အတင်းကနည်းနည်းကြည့်လို့ရှုလို့ကောင်းသွားအောင်ဆိုပြီးတော့ကျွန်တော်ဒီမှာ Bellingham တို့ Declan Rice တို့ရှေ့တန်းမှာကျွန်တော်ဘာပေးရဟာလန်ရယ်ပြီးတော့ရမေးရယ်ကျွန်တော်နီးပြကျွန်တော် PSG နီးပြကဲဒီပွဲကတော့ကိုယ်တိုင်ကန်ရမယ်ပြကျွန်တော်ရေတော့ကန်ချိလိုက်ပါမယ်ကျွန်တော်ဘာနဲ့ကန်ရမလဲဆိုတော့ဒီချင်းနဲ့ပဲကန်လိုက်မယ် point 9000ကျော်ရမှာဆိုတော့ okay နိုင်ရင်တော့ point 9000ကျော်ရမယ်ကန်တာတော့ကျွန်တော် game play ပိုင်းမှာမပြတော့ဘူးကျွန်တော်ပြချက်မှာပြင်လာခဲ့ပါမယ်ခဏကဲကျွန်တော်ဒီမှာနောက်တစ်ပွဲလေးရှုံးသွားပြန်ပါပြီ post pass ပါပဲ C3 ပါလူကိုယ်တိုင်ဝင်ကန်လည်းမနိုင်ဘူးပေါ့နော်။ဘာဆိုတော့ဟိုဘက်က squad တွေကကျတော့သူက Premier League ကတကယ် full squad နဲ့လာတာ။ကျွန်တော်အတင်းကကျတော့ပထမပိုင်းစော့ရုံရှိတယ် stamina ကုန်သွားပြီပေါ့။အဲ့တော့ဒီမှာဘာအရေးကြီးလဲဆိုတော့ကျွန်တော် point တော့ရပြီ။ဒီမှာ signature ကအရေးကြီးလာပြီပေါ့နော်။ကျွန်တော်ဒီမှာ player တွေကနေပြီးတော့ farm ကောင်းရင်ကောင်းတယ်လို့ကျွန်တော် signature ကတက်လာမယ်။ကျွန်တော်ဒီမှာ connection ကောင်းရင်ကောင်းတယ်လို့ပေါ့နော်။ကျွန်တော်ဒီမှာဒီကစားသမားတွေဆိုရင် connection ကောင်းနေတယ်အဲ့တော့ connection ကောင်းတဲ့ကစားသမားတွေရေးစုထည့်ပေးတိုင်း synergy တက်လာမယ်အဲ့တော့ပို့ဆော့ရတာကောင်းလာမယ်ပေါ့ကျွန်တော် level တွေပါတက်လာရင်ဒီမှာဟိုဟာဒီ synergy ရော blution တွေကပြန်ပြီးတော့ရိုသွားစေတယ်ဆိုတာပြလာတယ် CB တယောက်လေးသုံးတာမျိုးတွေကျွန်တော်တို့ forward ၄ယောက်သုံးတာမျိုးတွေ5 forward သုံးတာမျိုးတွေကျွန်တော်တို့ဒီမှာ RP တွေ RP တွေမှန်မှန်ကန်ကန်မသုံးတာမျိုးတွေအဲ့လိုမျိုးနေရာတွေတတွေးသုံးပြီးရင်ကျွန်တော် synergy ကညော့သွားမယ် synergy များလာတယ်ကျွန်တော်တို့ကကိုအတင်းရ squad ကပို့ပြီးတော့ကန်ရတာကောင်းလာတယ်ပေါ့အဲ့လိုမျိုးပြတာပါအနိုင်ရဖို့ပို့လွယ်တယ်ပေါ့ကဲဒီတော့ဆို Master League နဲ့ပတ်သက်ပြီးတော့တည်သွားလိမ့်မယ်နော်ထင်ပါတယ် bro တို့ဆော့ပြီးကြပြီလားMaster League ကိုဘယ်လိုမျိုးသဘောရတယ်ဆိုတော့အောက်က comment တွေမှာဝင်အောင်ဆွေးနွေးသွားလို့ရပါတယ်နောက်ဆုံးတစ်ပွဲတော့တီးကြည့်လိုက်ပါဦးမယ်နိုင်မလားရှုံးသွားမလားဆိုတော့ကဲဒီပွဲလေးတော့နိုင်ပေးလိုက်ပါ synergy တွေအများကြီးတာသွားပြီဆိုတော့ကဲ1-5ဖြစ်သွားပါပြီကျွန်တော်ဒီမှာ Bellingham 2 goal Bellingham 2 goal နဲ့ကဲကျွန်တော်ကတော့ဒီဟာလေးကသူ့အပြင်းပြေတွေဆိုလို့ရမယ်ပေါ့နော်ကျွန်တော်အရင်ကြီးတော့
ဟို perfect ဖြစ်နေတာမျိုးကြီးတော့မဟုတ်ဘူးလိုအပ်ချက်တွေရှိနေသေးတယ်ကျွန်တော်တို့အများကြီးကန်ကြည့်မှတော့သိရမယ်ဒါပေမဲ့ဘာပြောဒီလိုမျိုးထည့်ပေးတယ်ဆိုတာတော့နည်းနည်းတော့ကျေးဇူးတင်ရမှာဒါဒီနောက်ထပ်ကိုကျွန်တော်ဒီ update တွေပါထပ်လာပြီးကျွန်တော်တို့ဘယ်လိုမျိုးပြပြင်သွားနိုင်မလဲဆိုတော့ချက်စောင့်ကြည့်ရမယ်ကဲအားလုံးပဲသိချင်တာရှိရင်အောက်က comment တွေမှာဝင်ရောက်ဆွေးနွေးကြလို့ရပါတယ် see you guys